နော်ကျွန်တော်ညကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ပေးခဲ့တာဒီကျွန်တော်က71ပေါ့နော်ခွန်1ပေါ့နော်ခွန်1ပေးခဲ့တော့ညာလေကျွန်တော်တို့ခွန်8ပေါ့နော်ကျွန်တော်ခဏဝင်နေပေါ့နော်တော့ဝင်နေဆိုတာကြီးကနောက်မှပြောဗျာအခုညနေခင်းခွန်3ညလေကျွန်တော်ကဝင်သွားတယ်ကျွန်တော်ခဏဝင်နေပေါ့နော်ဒါကလူကလူတွေပေါက်မပေါက်တော့မသိဘူးပေါ့နော်ကျွန်တော်ကတင်ပေးတယ်တော့တင်ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒါညနေခင်းပေါ့နော်အခွေ3ည5ခွန်2အခွေပေါ့နော်တော့3ည5ခွန်2အခွေမှာကျွန်တော်တို့ကဒီမှာ3ည5ခွန်3ညဘာညာစမစကာပေါ့ဗျာညနေခင်း4ညရွေးပေါ့မနက်ကခဏကတော့မနက်ကခဏပေါ့ဗျာကျွန်တော်17တစ်ခွက်တည်းပြီးနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပါဝါနှစ်ခက်ရိုက်တယ်ဆိုတော့8ခွန်အရန်ခွက်ပေါ့နော်တော့ဒီနေ့ကညနေခင်းကတော့ကျွန်တော်တို့အရန်လားဘာလားညာလားတော့မသိဘူးပေါ့နော်အခွေအဲ့တွက်နီကိုနောက်မှပြမယ်အဲ့ကလင်နာ site ပေါ့နော်လွယ်လွယ်လေးတော့ကျွန်တော်တို့တွက်မယ်ပေါ့ဗျာမနေ့ပြန်ကိုကျွန်တော်ကတော့အပူးတစ်ခွက်ပဲထုံးစံတိုင်းပဲကျွန်တော်ကတော့တွက်နီနဲ့ပြမှာကြိုက်ရင်ကြည့်လိုက်ပါမကြိုက်ရင်ကြော်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်တို့တွက်မယ်ဆိုတော့ကျွန်တော်တို့စီပြ496ကျွန်တော်တို့က3လုံးပေါင်းချင်းပြီးကျွန်တော်တို့စီပြ9ရတယ်မဒီ3လုံးပေါင်းချင်း9ရတာကတဲ့ကျွန်တော်တို့ကဘယ်လိုကြောင်း9ရလဲဆိုတော့ဒီ1ရဲ့4ရဲ့3လုံးပေါင်းချင်းလဲ9ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကနောက်တစ်ပင်ကိုကျွန်တော်မစပြကျွန်တော်တို့ဆက်တွက်မယ်ဆိုရင်ကျွန်တော်တို့က3ရဲ့8ရဲ့6ရဲ့ကိုကျွန်တော်တို့က3လုံးပေါင်းလိုက်တယ်ဆိုခွန်ရတယ်အဲ့လိုခွန်ရတာကကျွန်တော်မစပြ9နဲ့3နဲ့5နဲ့ပေါင်းချင်းပြီးလဲခွန်ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကဒီညနေခင်းကလေးကိုကျွန်တော်ထပ်တွက်မယ်ဆိုရင်ကျွန်တော်မစပြဒီခွန်3ညပေါ့ဗျာ3လုံးပေါင်းချင်းကကျွန်တော်တို့က4ပေါ့နော်အဲ့လို3လုံးပေါင်းချင်း4ဖြစ်တာကကျွန်တော်တို့ကဒီ2နဲ့9နဲ့ပေါင်းချင်းက9ပေါ့နော်4ဖြစ်ရင်တော့ကျွန်တော်5ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့12နာရီနောက်ပိတ်က5ပေါ့နော်အဲ့တော့ကျွန်တော်ကဒီညနေခင်းကလေးကိုကျွန်တော်ကဒီနေ့ညနေခင်းကလေးကိုကျွန်တော်ကဘယ်လိုတွက်လိုက်လဲဆိုတော့သူကဒီမှာညီကိုဆင်းထားတယ်ဗျာဒီမှာလည်းညီကိုဆင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကစက်တိုက်ညီကိုဆင်းတယ်ပေါ့နော်အဲ့တော့စက်တိုက်ညီကိုဆင်းတဲ့ကဏ္ဍကိုကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီနှလုံးပေါင်းချင်းက6ပေါ့ဒီနှလုံးပေါင်းချင်းက6အဲ့တော့6တူနေတာမလို့ကျွန်တော်က6တလုံးပဲယူလိုက်တယ်ပေါ့ဗျာအဲ့တော့6တလုံးပဲယူလိုက်တော့6တစ်9လေးပေါ့ဗျာသူ့ကိုခွေလိုက်တယ်ဆိုရင်ပေါ့ဗျာတော့ကတော့ပေါင်းလိုက်တော့6ဆို6ရဲ့ပါဝါ1 6ရဲ့ပါဝါ8ပေါ့နော်6 9ပေါ့နော်4ပေါ့နော်အဲ့လိုမျိုးယူလိုက်တာနောက်ဒီမှာကလည်းကျွန်တော်တို့ကတပင်ကျော်ပေါ့နော်ဒါကိုထားလိုက်ပေါ့ဗျာဒါရှုရင်ကျဒီမှာကကျွန်တော်က3ပေါ့ဒီမှာလည်း3 5ရဲ့ပါဝါ3ညဆိုတော့ကျွန်တော်တို့ကဒီမှာ3ချစ်ထွက်ထားတယ်ဒီမှာက6 4ထွက်ထားတယ်ပေါ့နော်ဒီပြင်မှာဒီမှာက3ချစ်ထွက်တယ်ဒီလိုပဲကျွန်တော်ကဒီနေ့ညနေခင်းတိုင်းကိုကျွန်တော်ဒီလိုတွဲပေးလိုက်တာဒီနှလုံးပေါင်းချင်းက3ညပေါ့ဒီနှလုံးပေါင်းညလည်း3ညဆိုတော့3ညရဲ့ပါဝါ5ပေါ့နော်အဲ့တော့3ညရဲ့နှစ်ခက်ကခွန်ပေါ့ဗျာခွန်ရဲ့ပါဝါ2အဲ့တော့3ည5ခွန်2ဆိုပြီးတော့ကျွန်တော်ကအခွေပေးလိုက်တာပေါ့ဒါကလင်နာ site ပေါ့နော်အဲ့တော့အဲ့ဒီမှာအောင်သွားတာကိုဒါမိတ်ဆွေတို့ကျွန်တော်ကပြောပြတာအဲ့တော့ကျွန်တော်တို့ကထပ်မှတ်ပြီးတော့ကျွန်တော်တို့ကညနေကျွန်တော်တို့ကထပ်မှတ်ပြီးတော့ကျွန်တော်တို့ကဒီအပိန်းလေးရဲ့ထိတ်စီကိုကျွန်တော်တို့ကပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်တွက်နည်းကိုကျွန်တော်တို့ကတွက်မယ်ဆိုရင်ပေါ့ဗျာအခုလိုမျိုးကျွန်တော်ကဒီနှလုံးပေါင်းချင်းပေါ့ဗျာအဲ့နှလုံးပေါင်းချင်းကမိတ်ဆွေများဘာရလဲဆိုတော့6ရတယ်အဲ့နှလုံးပေါင်းချင်း6ရတာကဒီလို3လုံးပေါင်းချင်းလဲ6ဖြစ်တယ်ဒီနှလုံးပေါင်းချင်း3ဖြစ်တာကကျွန်တော်တို့ကအခုလို3လုံးပေါင်းချင်းလဲ3ဖြစ်တယ်ဒီနှလုံးပေါင်းချင်းကကျွန်တော်မိတ်ဆွေများ3ညရတာမလို့ဒီလို3လုံးပေါင်းချင်းလဲဘူးပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က9ထိတ်လိုက်တယ်ထိတ်ပိတ်9ထိတ်9ပိတ်ပေါ့နော်အဲ့တော့ကျွန်တော်က9တစ်ခွက်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်က Viber မှာတော့လင့်ပေးထားတယ်နော် Telegram အောက်မှာလင့်ပေးထားတယ်အဲ့တော့ကျွန်တော် Viber မှာလည်းကျွန်တော်ကတွက်နီးရောပေါ့နော်ကျွန်တော်ကတင်ပေးထားတယ်ဗျအခုလိုမျိုးပေါ့နော်ကျွန်တော်ကရမရလဲမေးဘူးလားနော်ကျွန်တော်ကတော့အားလုံးရပါကြည့်ဆိုတော့စိတ်မျိုးနဲ့တင်ပေးလိုက်တာပေါ့နော်အဲ့တော့ရတယ်မရဘူးဆိုတာတော့နော်ကျွန်တော်မိတ်ဆွေတွေကန်ပဲပေါ့ဗျာနော်အဲ့ Telegram ကတော့ကျွန်တော်တို့ကအခုနောက်ပိုင်းဖွင့်ရတာအဆင်မပြေဘူးကိုကမကြောက်ဘူးပေါ့ဗျာနော်မကြောက်ဘူးဆိုတော့အဆင်တော့မပြေဘူးအဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကျွန်တော်ကတော့ Viber ကတော့ကျွန်တော်ရှိမှ line မကောင်းဘူး VPN ခံပြီးသုံးရတယ်အဲဒါကြောင့်မလို့ Viber မှာတော့တိတ်မရှိဘူး Telegram မှာရှိတယ်ခဏတင်ပြီးထွက်သွားတတ်တယ်ပေါ့နော် Okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့လည်းထည့်ရပါကြည့်ဗျာ